movie recap video တွေလုပ်ချင်ပေမဲ့ဇလန်ကိုဘလို့အချင်းချုပ်ရမှမသိတာမျိုးဒါမှမဟုတ်အတန်းသွင်းဖို့ဝန်လေးနေတာမျိုးတွေဖြစ်နေပါသလားတကယ်တော့ဒါဟာလူတိုင်းကြုံရတဲ့အခက်အခဲပါပဲ Okay စိတ်မပူပါနဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ AI ကိုအသုံးပြုပြီး script ရေးတာကနေစလို့အတန်းသွင်းတဲ့အထိအသေးစိတ်ဘယ်လိုလုပ်ရမလဲဆိုတာကိုအစင်စင်တေချာလေးသင်ပေးသွားမှာပါအားလုံးပဲအတူတူကြည့်လိုက်ရအောင်ဗျာကဲအရင်ဆုံး Pinterest app ထဲဝင်ပြီးဇာကာနာမည်လေးရိုက်ထည့်ပြီးပုံရှာလိုက်ပါမယ် Lamborghini The Man Behind the Legend ဆိုတဲ့ခေါင်းစဉ်ကိုရိုက်ထည့်ပြီးရှာလိုက်တာနဲ့ကျလာတဲ့ပုံတွေထဲကအစင်းဖီရဲ့တပုံကို download လုပ်လိုက်ပါပြီးရင်တော့ Gemini AI app မှာပုံနဲ့စာပို့ပြီး movie recap အတွက် script ရေးခိုင်းမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဇက်ကာ title ထည့်ပြီးမြန်မာလိုပဲရေးခိုင်းလိုက်ပါမယ်โอเคအဲ့မှာ script ကြလာပြီဆိုရင်ခေါင်းစဉ်လေးပါတာရှုံမိတာလို့စကားပြောပုံစံလေးရအောင်ခေါင်းစဉ်ဖြောက်ပြီးစကားနဲ့ပြန်ပြောပြတဲ့ပုံစံပြောင်းခိုင်းလိုက်မယ်နော်အဆင်ပြေပြီဆိုရင်တော့ကြာလာတဲ့ script ကို copy ယူပြီး note ထဲမှာအရင်မှတ်ထားလိုက်ပါမလိုတဲ့စာလေးတွေကိုဖြတ်လိုက်မယ်ပြီးရင်တော့စာအားလုံးကို select all မှတ်ပြီး copy ပြန်ယူထားလိုက်ပါအခု AI အထမ်းသွင်းတော့မှာဆိုတော့ US VPN အရင်ဖွင့်ထားဖို့မမေ့နဲ့ဘူးเนาะ Chrome browser ကနေတစ်စနစ် AI voice generator bot ထဲကိုဝင်လိုက်ပါ link ကိုတော့ comment မှာချထားပြီးပါမယ် Google AI မှာမြန်မာအတန်ဖတ်တဲ့အခါလေးယူလေးသိမ်းမှန်စေဖို့အတွက် bot စီကနေအချက်အလက်အရင်တောင်းရပါမယ်ခုနက copy ကူးထားတဲ့ script ကို paste ချပြီးပို့လိုက်ပါ bot ကနေကျွန်တော်တို့အတွက် voice model name instruction style နဲ့ direct script ဆိုပြီးအချက်လက်တွေပြန်ပို့ပေးပါလိမ့်မယ်ကဲအခု Google AI Studio ထဲမှာဝင်လိုက်ပါdesktop site ပြောင်းဖို့အတွက်အဆက်30ကိုနှိပ်ပြီး desktop site နေရာမှာအမှန်ချစ်ပေးလိုက်ပါမယ်ပြီးရင် single speaker audio ကိုရွေးပေးပါနော်နံပါတ်1 voice နေရာမှာ characters ကိုရှာပြီးပြောင်းလိုက်မယ်ပြီးရင် style instructions မှာ bot ပေးထားတဲ့ဇာတ်တွေကို copy ယူပြီး paste ချလိုက်ပါနောက်ဆုံးအဆင့်အနေနဲ့ script ကို text အကွက်ထဲမှာထည့်အောက်ဆုံးက run ခလို့လေးကိုနှိပ်ပြီးခဏစောင့်လိုက်ပါကဲအခုဆိုရင်တော့ကောင်းမွန်တဲ့ AI မြန်မာစကားပြောအတန်ဖိုင်လေးရပါပြီဒါကြောင့်လောက်နားထောင်ကြည့်ကြမယ်
ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသိကြတဲ့နွားရိုင်းတစ်စိတ်နဲ့ကမ္ဘာကျော်လမ်ဘိုဂီနီပြိုင်ကားတွေဘလို့စတင်နေလဲဆိုတဲ့ဇာတ်လမ်းကိုပြောပြပေးသွားမှာပါဇာတ်လမ်းအစမှာတော့ ကဲအဆင်ပြေပြီဆိုတော့ download လုပ်လိုက်လို့ရပါပြီခင်ဗျာ ကဲအခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျတယ်ဆိုရင် like လေးနှိပ်ပြီးတငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါအောင်ခင်ဗျာ online ကနေငွေရှာဖို့စိတ်ဝင်စားတဲ့သူတွေအတွက်နီလန်ကောင်းတွေကိုစက်တိုက်တင်ပေးသွားမှာမို့လို့ subscribe နှိပ်ပြီးခေါင်းလောင်းလေးပါတီထားပေးပါအောင်နော်